နော်ဒီနေ့တော့ကိုပိုင်လို့ပြောပြရင်းဖြစ်နေတယ်နော်ညာသူချက်ကလည်း ဒီနေ့ကပဲကပါ ဒီကပီးချက်နဲ့ ပဲကပါပြုတ်ရပါ ပြောဒါပဲတော့ပြောင်းတယ်ပေါ့နော်ကျွန်တော်စားတော့ကိုပဲပဲတောက်ရှည်ဒါအခု မြေတော့ပဲပေါ့နော်ကိုကကြတော့ပဲကပါပြုတ်ပါညာကြတော့ခရမ်းကျင်လေးငါပြီးကြတဲ့စီသက်တာဖြစ်ပါတယ်ဒီမှာဂျင်းရဲ့တက်တမျိုးပြီးစီသက်ပါမယ် ဒီနေ့ကတနေ့တရားမိသားစုရဲ့အလူပါတနေ့တရားမိသားစုကတော့နေ့တိုင်းပါပါတယ်ဒီနေ့ကမားတီ10သိန်းပါ ကဲကျွန်တော်မိုင်လေးပါလေးအုပ်ပြောမယ်နော် ဟိုကခင်းညင်သေးငယ်ပြီးတဲ့အတွက်စီသက်တာဖြစ်ပါတယ် နည်းနည်းလေးအုပ်ပြောမယ် ဒီဘက်မှာညီမတို့ခင်းညင်သေးကိုအနှစ်ထိုးရတာပါ ရပြီဒီမှာငယ်ဦးကြီးချိန်ထားတာပါနော် မှာပါ ကဲ ညင်သေးစိမ်းကိုချိန်ထားပါတယ် ကဲ မှာပါ ဒါလေး ဒီနေ့မိဖြစ်ကြတော့လိုင်းတိတ်မကောင်းတယ်တငယ်မိမှာပါဒါကညီမတို့ခင်းညင်သေးကိုအနှစ်ထိုးရတာပါဒီမှာပါ ခန်းကြီးဒီမိတိုက်တာနော်တို့ဒါလေးမိတိုက်တာလား ဒီနေ့ကတန်ကအကျင့်နီးပါပါပဲတန်ကအပါ60ခန့်တယ်ပါဒါကကြတော့ပဲကလေးပါပြုတ်ပါ ပဲဂရီပါပြုတ် ပဲကလေးပါပြုတ်ကိုညီမတို့မနေ့ကျရင်ကျက်သွန်စိမ်းလေးနဲ့စီလေးနဲ့စားလေးနဲ့ဒီမှာပါ ပြောတယ်ဒီလိုမျိုးဖြစ်သွားမှာပါကျွန်တော်ဒါလေးကနော်ဒီလိုမျိုးဒါစီ စီလေးနဲ့စားလေးနဲ့ဒါကကျတော့ နည်းလေးတော့နည်းလေးတော့ခန်းကြီးတွေတော့နည်းလေးတော့မယ် နည်းလေးမိုးလာပြီဆိုတော့လည်းညီတို့ဒီဘက်ကခင်းရင်ဒီအနည်းတက်ခါထည့်ပါမယ် ဝေးရတယ်တော့ကြည့်တယ် ဟုတ်လားဒီဘာမကြည့်ရဘူးဟိုဘာလာလဲ လိုက်ကြပဲ ဒီကအပတ်ရွေ့သွား ကဲရပြီ မှာပါ နောက်ကဲလာရပြီ အဲ့ဆိုညီတို့ဒီနေ့တန်ကအပြည့်ဒီပါပေါ့နော်နည်းနည်းပဲရော့တာပါတော့နှစ်အိုးခွဲပြီးချက်တာပါမယ်မကြည့်တော့မင်္ဂလာပါမတော့မမမင်္ဂလာပါအနီးပါပါရမယ်ကြီးဒီမဲ့အနည်းတိုက်ထားလေးထည့်တာပါ ဒီပါနော်ဒီကိုထည့်တယ်အနောက်ဘက်မှာတော့ဒီဘက်ကတော့ကိုဘယ်နဲ့ထည့်တယ်ဘက်ကတော့ဒီဘက်နဲ့ပြန်ထည့်တယ်ဒါပဲ ခွေရဲမင်္ဂလာပါကိုဒါကညီမတို့ညုတ်သီးပေါ့နော်ညုတ်သီးကိုစီသက်ထားတာလေးပါ ဘက်ဒီဘက်နဲ့ဒီဘက်တက်လိုက်တာဘက်နဲ့ကဲလာပါတော့အားလုံးပဲဒီကျွန်တော်ကြီးလေးနဲ့ရောက်ပါမယ်ရတယ်ပြီးရတယ်ရတယ်နော်ကဲနော်တော့တော့တော့နော်အဲ့လိုနော်တော့တော့ကဲအဲ့ဒါတော့တဲနေဒီတဲ့ဟိုက ပြင်ငယ်ပေးနံလေးရောတော်တော်မွေးနေပါပြီ တော်လက်တော်ကောင်းတယ် ရပါပြီမမတောက်တော့ပါလေအမုန်နေဖက်ဟုတ်ကဲ့ပါအနီဒက်စမင်ဒီယိုမင်္ဂလာပါအနီ ပေးလေးတင်ပြပေးလိုက်ပါ ညီမကတော့ဒါနှစ်အိုးတော့ညီမတို့ခုနရေးထည့်တာဖြစ်တယ်မဟုတ်စူအောင်ပြန်ဆောက်ပါမယ်ညီမကကြတော့ဘဲကလေးပါပြုတ်ထားတာပါဒီမှာပါငါတို့ကညီမတို့မြေသားပွဲပေါ့နော်ကိုကကြတော့ဘဲကလေးပါပြုတ်ပါအဲ့ဒါကိုမနေ့ကျရင်တက်တော်နီလေးရယ်စီလေးနဲ့စားလေးနဲ့မမုံနီတောင်းပို့ပေးမှဖြစ်ပါတယ်ဒီဘက်ကကြတော့ဆုံးပေါင်းနေရပါ ဆုံးကကျွန်တော်ကဒါဆုံးကထင်းနေပဲပေါ့နော်ကျွန်တော်ရင်းနှီးကူနဲ့ပေါင်းတယ်ပေါင်းတယ်ပေါ့နော် ဟုတ်ပါ ကဲလား ဒါဆိုရင်ဒီထဲကိုညီမတို့ဓာတ်ရှိတစ်ထုပ်ထည့်ပါတယ်ဒီဘက်ကိုလည်းဓာတ်ရှိတစ်ထုပ်ထည့်ပါမယ် ကဲကျန်တာလူလာစားပါတော့ ပြီးရင်ရတာနီးပြီးရနဲ့ညီမတို့အပေါ်ကနေမှရှင်းနေနေလေးအုပ်ပါမယ်ခုမဟုတ်သေးဘူး မရပါဘူးဘောတော့ ဘာလို့ရေးထည့်တာမကြက်သေးဘူး ကဲ
နဲ့တော့ဟုတ်တယ်ဘယ်ပါလဲဒီရဲလို့အရဲလို့လည်းဒီစီလေးနော်ဒါလေးကအလုံးအချင်းမတိုင်းချက်နေကြပေါ့နိုင်ပါပဲဒါလေးကတော့အဲဒီဒီကျအားလုံးပြည့်အားလုံးပြည့်တယ်ပတ်လိုက်နော်မတိတရားမသိငါငယ်ပေးတဲ့ပုံစံနဲ့တွေ့ငါငယ်ပေးတဲ့ကြက်ကြက်လေးချက်လာတယ်ငါးပါပဲလို့ဒါပေမဲ့ငါးဘက်စားပညာဘက်ဖြစ်သွားတယ်ရေရဲပဲဟလားရေရဲပဲပစုံလေးရေရဲပဲရေတော့ရေပဲမွေးတယ်ရှမ်းမွေးအိမ်မှာအားရပါရပဲเนาะတဲ့လက်ဖက်ဟင်းတွေလည်းတွေ့တဲ့တဲ့တာလူပါတဲ့ဟုတ်ကဲ့ပါမမနက်ဆန်သူမင်္ဂလာပါမနန္ဒာ3833113835ကို163ခွန်နဲ့တာလူပါတဲ့ဟုတ်ကဲ့ပါဒီနေ့ကတနည်းတရားမိသားစုရဲ့အလူပါမိသားစုနဲ့ဒီနေ့ကမားတီ10သိန်းပါနေ့တိုင်းတနည်းတရားမိသားစုကအလူပါပါတယ်ဒီနေ့ဒီလိုနေ့မှထူရဖို့ပါတော့ကျွန်တော်နေ့စဉ်ဒီတိုင်းသုံးခုရဲ့ဒီတာရုပ်ချက်တော့အာဘိုစီကိုဒီတာလာတို့ဒီဘာရောက်ကျောင်းလိုက်ကိုဘာရောက်ကတ်လို့နေမှာသုံးတဲ့ကာစီကိုဒီကိုလည်းအားလုံးလည်းသိဒီရုပ်စရိတ်ဒီတာဘိုအားလုံးဒီနေ့နေရာပြလို့ပြန်တော့နော်အဲ့မိစီနေရတယ်ဒီပါဟဲ့ဒီကတာတက်လာပါပြီအောင်လက်ချင်းမပွင့်လားပွင့်စားပွင့်လာရောပြတာပြန်ရောက်တော့ဒီကပွင့်တော့နန္ဒာဦးမနဲ့ဖွဲ့သားများရဲ့ကျမချနာပါစေတဲ့နှလုံးစိတ်ကောင်းအေးချမ်းကြပါစေတဲ့ပြည့်စုံနေပြပါစေမချွေးမင်္ဂလာပါရဒီဘက်လည်းပေါ်လာဟိုဘက်လည်းပေါ်လာဒီကြဟိုပါကဲပါပါနော်ဒီဘာလဲတော့ဒီဘာလေးပါမြင်ရမှာတက်တော့ရင်းလေးနေလားအဆက်ကြောက်သမားဆိုပါလေရဲပါလို့ပဲတော့ဒီပါကဲဟာဘောနော်ညာပြီဒီဘက်လေးစားရမှာပဲလို့ပြောโอเคမြာမင်္ဂလာပါဦးနော်ဒါဆိုကျွန်တော်တို့ခင်းညင်နေငပိချက်ကရပါတော့မယ်အဲ့ဆိုရပါပြီ။ကျွန်တော်အပေါ်နေမှာနောက်ဆုံးပိတ်ရှမ်းနန်လေးအုပ်ပါမယ်။အဲ့ဆိုရင်တော့ဒီနေ့ရဲ့ဟင်းနေရပါပြီ။ပဲကြီးပါပြုတ်တုပ်လေးရဲ့ခင်းချင်ဒီငပိကျဲလေးရဲ့ရပါပြီ။